မင်္ဂလာပါဒီနေ့ကျွန်တော်တို့ရောက်နေတာတော့စမုတ်ပကံဂျလက်စင်ဘောလုံးကွင်းကိုရောက်နေတာပါစီလုံးကြီးဒီအင်အားမျိုးဆက်တဲ့လူငယ်များအဖွဲ့ကဒီလေးဒီပါတို့ဖိတ်လို့ကျွန်တော်ရန်ပုံငွေဘောလုံးပွဲကိုလာတာပါစစ်ဘေးရှောင်ပြည်သူများအတွက်ရန်ပုံငွေတော်လိုင်းဘောလုံးပွဲပဲဖြစ်ပါတယ်ဒါကျွန်တော်ရောက်သွားတဲ့အချိန်ကတော့9နာရီကွင်းဖွင့်မယ်ဆိုတော့ကျွန်တော်9နာရီရောက်သွားတဲ့အချိန်မှာအတင်းကြီးမစုံသေးပါဘူးဒါကတော့မဲဖွင့်ပွဲကျင်းပမယ့်နေရာပဲဖြစ်ပါတယ်ရန်ပုံငွေပွဲတွေကျွန်တော်တောက်လျှောက်လုပ်ပေးနေတဲ့စီလုံးချင်းတွေအင်းမျိုးဆက်တဲ့လူငယ်များအဖွဲ့ပဲတော့ဒါဒီနေ့ပွဲလေးပေါ့လှုပ်ထားတဲ့နေရာတော်တက်ရပါတယ်ဒီဂျလက်စင်ကွင်းကဘောလုံးကွင်း၄ကွင်းရှိတယ်ပေါ့နော်ဒီ၄ကွင်းကိုကျွန်တော်အားလုံးပေါင်းကစားမှာပေါ့အခုတော့ဒီမှာရှေ့မှာရောက်နေတဲ့အတင်းတွေရှိတယ်ပေါ့နော်သူတို့တွေစောင့်နေကြတယ်အရင်ဆုံးကွင်းဖွင့်ပွဲကိုနည်းနည်းနောက်ကျပြီးတော့အရင်ဆုံးအရှေ့မှာအတင်းတွေကန်မယ်ဆိုပြီးတော့အရင်ကြီးညာတာတွေ့တယ်ဒါကတော့ဘောလုံးဝင်း၄ကွင်းမှာခြေစမ်းကမ်းနေကြတဲ့ကျွန်တော်အရင်ရောက်တဲ့ဘောလုံးအတင်းတွေပဲဖြစ်ပါတယ်စီလုံးကြီးဒီအင်အားမျိုးဆက်တဲ့လူငယ်များအဖွဲ့ကအလုပ်လုပ်တာစနစ်ကျပါတယ်ဒီမှာဆိုရင်ဒါလက်ရှိဘောလုံးပွဲနဲ့ပတ်သက်လို့စီမင်းစည်းကမ်းတွေကို V9 ထုတ်ပြီးတော့ကပ်ပေးထားတာပေါ့နော်ရေတော့ပုံအောင်ရမည်ဆိုတဲ့စာပါထည့်ပေးထားသေးတယ်ဒါကတော့စီလုံးကြီးဒီအင်အားမျိုးဆက်တဲ့လူငယ်များအဖွဲ့ကညီလေးဒီပါပဲဖြစ်ပါတယ်နော်ဒါတော့လက်ရှိဒီနေ့ကျင်းပတဲ့ပွဲမှာစုချမဲ့စုဖလားတွေအမျိုးမျိုးပါပဲရွှေလက်တွေရွှေဖနက်တွေကစပါပါတယ်ဖြည်းဖြည်းပြည့်သက်တွေကတော့များလာပြီဟိုဘက်မှာလည်းကျွန်တော်တို့စကစားနေပါပြီဒါကတော့ကွင်းဖွင့်ပွဲမတိုင်ခင်ပေါ့နော်သူတို့အရင်နှစ်ပွဲကစားလိုက်ပါတယ်လူဆောက်ရင်းနဲ့အချိန်မင်းဖြစ်အောင်လို့ပေါ့ဘာလို့ဆိုနေရာလည်းပူတယ်ဗျဒါတော့နေပူထဲမှာမမောနိုင်မပန်းနိုင်ဝင်းရံကြတဲ့အတင်းအင်အားကနည်းနည်းတော့မဟုတ်ဘူးနော်တကယ်ဟိုအားတက်စီအကြီးဗျတကယ်ခစ်တစ်မီဒီယာမှာလည်းတင်ထားပါတယ်ဒီမှာရှိပါပြည်သက်ကမြင်းတဲ့အတိုင်းပဲဖြည်းဖြည်းနဲ့ဒါတန်းစီလာပြီပေါ့နော်တန်းစီပြီးတော့ဘောလုံးကွင်းထဲကိုကျွန်တော်တို့အလံကင်ပြီးတော့တော်လိုင်းအလံကိုကင်ပြီးညီညာစွာဝင်မှာဖြစ်ပါတယ်ပြည်သက်ကတော့မြင်းတဲ့အတိုင်းပဲတော်တော်များပါတယ်ဒီနေ့တော်လိုင်းရေး9နှစ်တာကာလကုန်ဆုံးခဲ့ပြီပေါ့နော်2025ကိုကုန်ဆုံးခဲ့ပြီးတော့2026ကပထမဦးဆုံးနေ့တစ်မှာထိုင်းနိုင်ငံစမုပကံအနီးတစ်ဝိုက်မှာရှိတဲ့ဒီထိုင်းရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာဒီနေ့ချိန်ထိတိုင်းပြည်အတွက်တွေးမအေးဘူးငါတို့နိုင်ငံငါတို့ပြည်သူတွေအတွက်ငါတို့တွေရတဲ့နေရာကလုံမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပါဝင်နေကြတာဖြစ်ပါတယ်ဒီပွဲကိုတက်ရောက်လာကြတဲ့ဒုတယောက်ချင်းစီတိုင်းဟာတကယ်ကိုတန်ဖိုးရှိပါတယ်ဒီလိုပြရောက်တွေဒီမှာညီမလေးဆယ်လီတွေကစတက်လာတယ်ပေါ့နော်ဝင်းရံပေးပါတယ်တကယ်ကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးတက်ညီလက်ညီဆယ်လီဆိုတာတော့ဗျာအဓိကတော့ဒီထိုင်းနိုင်ငံမှာနည်းနည်းလူတိတဲ့ညီတွေညီမတွေပေါ့နော်ပြီးရင်ထောက်ဖို့အင်အားစုတွေအားလုံးတက်ရောက်ပြီးတဲ့အတွက်ကျေးဇူးလက်တင်ပါတယ်ဒီမှာလက်တုံးချောင်းထောင်ပြီးတော့နော်အတူတူတွားကြတာပေါ့ကွင်းထဲကိုဝင်သွားကြတာတကယ်ဟိုအားရစရာကြီးပြဒီပွဲရလေကျွန်တော်ဟိုဘောကန်နဲ့အတင်းများလားမများလားဆိုတာမိန်းကလေးအတင်းတွေရှစ်တင်းပါတယ်ဗျာတွက်ကြည့်လိုက်တော့နေပူထဲမှာမိန်းကလေးတွေဟာနော်စဉ်းစားကြည့်ဘောဝင်ကန်တယ်ဆိုတာတော့တည်င်းမဟုတ်ဘူးအားလုံးပေါင်းဘောအတင်းရှစ်တင်းတော့ရှစ်တင်းအားတွက်ကြည့်မိန်းကလေးအတင်းတွေရှစ်တင်းအားလုံးပေါင်းကသူတို့အတင်းပေါင်းက18တင်းလားမသိဘူးရှိပါတယ်ဒါအခုဒါတော့ကြည့်ဒါဘောအတင်းတွေကွင်းဖွင့်ပွဲအတွက်ကွင်းထဲကိုကျွန်တော်လက်သုံးချောင်းထောင်ပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်ကွင်းထဲမှာစတင်နေရာယူမှာဖြစ်ပါတယ်ဟိုးနောက်မှာကြီးလိုက်ပါဦးနည်းနည်းတော့လူမဟုတ်ဘူးเนาะအဲ့တော့ဒီပွဲကိုဥဆောင်ကျင်းပတဲ့စီလုံးကြီးနေအင်အားမျိုးဆက်တဲ့လူငယ်များအဖွဲ့ကညီလေးဒီပါတို့ကိုလည်းလေးစားပါတယ်ဒီနေ့ချိန်ထိအတိုက်အခိုက်တွေမျိုးစုံကြားထဲမှာသူများနိုင်ငံရဲ့ဥပဒေတွေကြားထဲမှာကျွန်တော်တို့အဓိကရှောင်ရှားပြီးတော့အတက်နိုင်ဆုံးစူးစမ်းပေးနေတဲ့စီလုံးကြီးတွေအင်အားမျိုးဆက်တဲ့လူငယ်များအဖွဲ့ဝင်တွေတအုပ်တယောက်ပြည်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်အပင်ပန်းခံပြီးလုံနိုင်ငံအတွက်လှုပ်ပေးနေတဲ့အတွက်ကိုပို့ပြီးတော့ကျေးဇူးတင်ပါတယ်တော့ပြည်သက်ကမှကြည့်ဒီနားနေတဲ့နေရာမှာတင်လူကနည်းနည်းတော့မဟုတ်ဘူးလက်ရှိဘောအတင်းဥယျာဉ်တင်အမှမြင်တဲ့အတိုင်းပဲနော်ဒီမှာတော်လိုင်းနဲ့ပတ်သက်လို့သူတို့ရန်ပုံငွေအားကစားပွဲတွေနေရာတိုင်းမှာကျင်းပတာတွေ့မှာပါနိုင်ငံတိုင်းကျင်းပတာတွေ့မှာပါနော်အဲ့လားဒီလက်ရှိပြည်သူတွေအားလုံးရဲ့ဒီတော်လှန်ရေးအပေါ်မှာဘယ်ဘက်ကရက်တီလဲဆိုတဲ့ပဂတိအရှိတရားတွေဒါတွေဟာနော်နိုင်ငံတိုင်းမှာစစ်တပ်ထောက်ခံတဲ့ပွဲဆိုပြီးတော့အဲ့လိုမျိုးတွေလောက်တာမြင်မှုကြတာဘယ်နိုင်ငံမှာစစ်တပ်ထောက်ခံတဲ့ပွဲလက်ရှိမြန်မာတပ်မတော်ထောက်ခံတဲ့ပွဲဆိုပြီးတော့ဘယ်နိုင်ငံမှာမှလောက်တာမရှိပေမဲ့တော်လှန်ရေးနဲ့ပတ်သက်တဲ့ရန်ပုံငွေအားကစားပွဲတွေကတော့မိဘပြည်သူတွေတွေ့တဲ့အတိုင်းပဲနော်ဒါတောင်မှကျွန်တော်နိုင်ငံခြားမှာနေတယ်ဆိုတာကကိုယ်ပြည်ကိုယ်ရွာမှာနေတယ်လို့မဟုတ်ဘူးဗျအခုစမုပကံဂျလက်စင်ကွင်းမှာဘောလုံးကန်မယ်အခုလာကြတဲ့လူတွေကဒီဂျလက်စင်နာကဖြစ်လို့ချုပ်တွေကြရင်အဝေးရလာကြတာအဲ့တော့သူများနိုင်ငံမှာတနေရာနဲ့တနေရာတွားဖို့ဆိုတာကျွန်တော်ဘာသာစကားမတက်ကျွမ်းမှုတွေပြီးလို့ရှိရင်ဌာနဆိုင်ရာပလိတ်တွေကိုကြောက်ကမှုတွေအလုပ်ခွင့်မရမှုတွေငွေကြေးကုန်မတုံးဆွဲနိုင်မှုတွေစသဖြင့်ခေါင်းစဉ်တွေ
အမျိုးမျိုးအောက်မှာကျွန်တော်တွားဖို့မလွယ်ပါဘူးဒါပေမဲ့လို့လက်ရှိဒီနေ့ဘောလုံးပွင့်ပွဲလေးမှာတော့အဲ့ဒီခက်ခဲတဲ့ခေါင်းစဉ်အားလုံးကိုကြော်လွှားပြီးတော့အခုလိုလှအားပေးတာကဲတမအမျိုးသမီးဘောလုံးတင်းနေနော်လေးစားပါတယ်ဖိုက်တာတွေဘာလို့ဆိုတော့တော့နေဘူးတဲ့ထဲမှာဗျာကျွန်တော်တို့ယောက်ျားရဲ့တောင်မှကွင်းတစ်ဖက်နှစ်ပတ်ပြေးလိုက်လို့ရှိရင်မောဟိုက်သွားတဲ့အချိန်မှာအမျိုးသမီးရှစ်တင်းတောင်ပါတယ်ဆိုတဲ့အတွက်လေဒီရန်ပုံငွေပွဲလေးကတကယ်ကိုညှိုင်ဆိုင်သွားတယ်လို့တကယ်လဲအားရစရာကောင်းပါတယ်ကျွန်တော်ဒီသတင်းနဲ့ပတ်သက်လို့လည်းကျွန်တော်ခရစ်မီဒီယာမှာသတင်းတင်ထားတာတွေ့ပါတယ်ဒါစမူပကံရဲ့အင်အားစုတွေပဲဖြစ်ပါတယ်နော်ဒီလိုမျိုးကျင်းပနေတဲ့အချိန်ပေါင်းနဲ့မနှဲတော့ပါဘူးဒီနေ့ဆိုရင်ဘောလုံးကန်တယ်ပြီးလို့ရှိရင်ရန်ပုံငွေမဲဖွင့်ပွဲလဲလုပ်တယ်ကဲအားလုံးဒီမှာကွင်းထဲမှာနေရာယူကြပါပြီကွင်းဖွင့်ပွဲမကြခင်စတင်ပါတော့နေရတော့တော်တော်ပူတယ်ဗျကိုခဏကွင်းထဲရက်တာတောင်မှကျွန်တော်တို့တော်တော်ဟိုခံလိုက်ရတယ်ကန်မဲ့သူတွေကတော့ဘလောက်ပူမလဲဆိုတာစဉ်းစားကြည့်ပြီးတော့နော်အားရောက်ကောင်းပါတယ်သူတို့ပွဲမျိုးကျွန်တော်တို့လာပေးရတာလည်းတန်ပါတယ်ဟုတ်တော့အပင်မခံပြီးလာပေးရတယ်တန်တယ်ဆိုတာကျွန်တော်တို့တော်လန်ရင်းမှာကျွန်တော်တို့တွေဘလောက်ပဲလှုပ်ပါဒီလိုတက်ညီလက်ညီပြည်သူမရှိရင်ကိုစီထောက်ဖို့လုပ်ပါတယ်ဆိုကိုစီလည်းတေအောင်လုပ်ဘာမှဖြစ်မလာပါဘူးအဓိကကျွန်တော်တို့လှုပ်လို့ဖြစ်နေတယ်ဆိုတာကပြည်သူတွေရှိနေလို့ပါအဲ့ဒါချင်းနေတယ်ကျွန်တော်တို့အစွမ်းအစရှိလို့ဆိုတဲ့အရာတစ်ခုတည်းနဲ့ဒီလိုမျိုးတော်လှန်ရေးနဲ့ပတ်သက်လို့အောင်မြင်မှုတွေဖြစ်လာလို့မရဘူးပြည်သူအားလုံးပါဝင်မှုတက်ညီလက်ညီပါဝင်မှုကြောင့်တာကျွန်တော်တို့တွေကဖြစ်မြောက်အောင်ဝိုင်းကြိုးစားပေးလို့ရတာအဲ့တော့ပါဝင်မှုစီးလုံးမှုကအင်အားဘာနဲ့မှနှိုင်းထွာလို့မရပါဘူးเนาะဒါကြောင့်မို့လို့တော်လှန်ရေးရန်ပုံငွေပွဲတွေနဲ့ပတ်သက်လို့တွေးမေးကြပါနဲ့ကျွန်တော်နိုင်တဲ့နေရာဝင်းရံပေးပါမျက်နှာမပြနိုင်တဲ့လူတွေဆိုဘာလို့တချို့တွေကြတော့ကိုပြည်ကိုရွာမှာမိဘတွေရှိတယ်မျက်နှာမပြနိုင်ဘူးဆိုလို့ရှိရင်အတက်နိုင်ဆုံးmatch လေးတက်ထားမယ်ဟုတ်တယ်မဒါမျိုးလေးပါဝင်ပေးပါလို့တိုက်တွန်းချင်ပါတယ်เนาะကျွန်တော်တို့တော်လှန်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့လိုချင်တဲ့အရာဒီအင်မတန်ဈေးကြီးပါတယ်တော်တိုင်းပြည်တစ်ခုကိုစနစ်တစ်ခုပြောင်းလဲတော်လှန်တယ်ဆိုတာကတော်ရုံတန်ရုံပြည့်စက်မှုနဲ့မရပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကစီးလုံးဖို့လိုတယ်ဇွဲရှိဖို့လိုတယ်နံပါတ်1ကဇွဲရှိရမယ်အခက်ခဲတွေအပင်ပန်းတွေအကြောက်တရားတွေစသဖြင့်ပေါ့နော်မျိုးစုံခေါင်းစဉ်အောက်မှာကျွန်တော်တို့ကတွေးအေးဝါလို့မရဘူးကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ကိုဘယ်သူမှမလျှောက်ရှင်ပေမဲ့ကျွန်တော်တို့တိုင်းပြည်ဟာလက်ရှိချိန်တော့လက်နက်ကင်လမ်းစဉ်အပေါ်မှာကြားရောက်နေပြီဆိုတာဒါညင်းလို့မရတဲ့အချက်အဲ့ဒါလို့ကြားရောက်နေတဲ့တိုင်းပြည်ကိုကျွန်တော်တို့တွေအတက်နိုင်ဆုံးကယ်တင်ဖို့လိုပါတယ်ဟုတ်ကဲ့ပထမဦးဆုံးကျွန်တော်တို့ကွင်းဖွင့်ပွဲပထမဦးဆုံးအစီအစဉ်အနေနဲ့ရေးကြီးပြီးညီနောင်အပေါင်းလို့ဆိုပြီးတော့ကျွန်တော်တို့တွေတန်ပြိုင်တီဆိုခဲ့ကြပါတယ်ရေးကြီးပြီးညီနောင်အပေါင်းလို့ဆိုတဲ့တခြင်းလေးဟာတကယ်ပဲစာသားအရာလည်းအထိပ္ပယ်ရှိပါတယ်ကျွန်တော်တို့တိုင်းပြည်အတွက်တကယ်ကိုအရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီတိုင်းပြည်အတွက်စွန့်လွတ်နိုင်တဲ့လူစွန့်စားနိုင်တဲ့လူဇွဲရှိတဲ့လူလုံလရှိတဲ့လူကိုကျိုးအနစ်နာခံနိုင်တဲ့လူတွေအားလုံးလိုအပ်နေပါတယ်ကျွန်တော်တို့တွေစီးလုံးရမယ်ညီညွတ်ရမယ်ဇွဲရှိရမယ်လုံနိုင်တဲ့တော့ပါဝင်ကြမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာကျင်းနေလွတ်မြောက်ပါမယ်နော်တို့ရန်ပုံငွေပွဲလေးတွေမှာတို့အင်တိုက်အားတိုက်ပါဝင်တာကိုပြချင်းအားဖြင့်ကျွန်တော်တို့ကတက်ဆိုင်ရာနိုင်ငံတွေရဲ့အစိုးရအနေနဲ့လည်းတို့ပြည်သူအများစုကဒီလိုဆန္ဒရှိပါလားဆိုတဲ့အပေါ်မှာတောင်းတအောင်ပိတ်ပင်မှုတွေမရှိဘဲနဲ့ဖြေလျှော့မှုတွေဖြစ်လာပါတယ်တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့တိုင်းပြည်ကိုအာဏာလုပြီးပြည်သူကိုအကြမ်းဖက်နေတဲ့ရန်သူဒီအာဏာယူတွေအနေနဲ့လည်းပြည်သူအားကိုအင်မတန်ကြောက်ပါတယ်ကျွန်တော်တို့တွေပြည်သူဒီလောက်ထိအားကောင်းမဲ့ဆိုရင်အာဏာယူတွေဟာလှုပ်ချင်တိုင်းမလှုပ်ရဲပါဘူးဒါကြောင့်မလို့ရန်ပုံငွေပွဲတွေဒီလိုမျိုးနိုင်ငံရေးနဲ့ကျွန်တော်တို့တိုင်းပြည်အရေးနဲ့ပတ်သက်တဲ့နော်ဒီရန်ပုံငွေပွဲတွေမှာနိုင်တဲ့ကိုပါဝင်ပေးပါကိုဘေးနားမှာရှိလို့ရှိရင်လည်းကိုယ်တိုင်ဥဆောင်ပြီးလာဟိတ်တွားကြမယ်เนาะခဏလေးတွားကြမယ်ဒီပုံရိပ်တွေပေါ့အဓိကကတော့ဟုတ်ကဲ့ကျွန်တော်ဒါမိကုန်းပြောတဲ့အစီအစဉ်ကိုတော့နောက်ထပ်ပြီးတော့ပြပါမယ်မိကုန်းပြောပြီးတဲ့အချိန်မှာအခုလိုမျိုးဂုံပြူမှတ်တမ်းလွှာတွေကိုအတင်းတစ်ခုချင်းစီအလိုက်ကျွန်တော်တို့ခေါ်ပြီးတော့အရင်စုချတာဖြစ်ပါတယ်ဒါဒီမှတ်တမ်းလွှာကငွေကြေးအရာကြည့်မယ်ဆိုတော့ဘာမှတန်ဖိုးမရှိဘူးပေါ့ဗျာဒါဖွင့်ရင်ပြောရရင်တော့ဒါပေမဲ့ဂုံတိတ်ခါအရာဆိုရင်ကျွန်တော်တော်လိုင်းပြီးသွားတဲ့တနေ့ရက်ွက်ထဲမှာတိုင်းပြည်ထဲမှာနော်တော်လိုင်းနဲ့အကြောင်းပြောရင်ဟာငါတို့ကတော့ကွာကိုစီတို့တော့ကိုစီတောင်လာသေးတယ်လေအဲ့ဒီကနော်2026ခုနှစ်တလပိုင်းတရက်နေ့မှာငါတို့စမှုပကံမှာငါတို့ထိုင်းနိုင်ငံမှာနေခဲ့တော့ရန်ပုံငွေပွဲတွေကိုငါတို့ဘယ်လိုကျင်းပခဲ့တာအဲ့ဒီပွဲမှာငါတို့ဒီမှာဒီကွန်ပျူတာမှတ်တမ်းမှာကိုစီပေးခဲ့တယ်နော်အဲ့တော့ငါတို့တော်လိုင်းမှာပါဝင်တဲ့တမိုင်းဘာနဲ့မှမလဲနိုင်အဲ့ဒီချိန်ကျမှဒီကွန်ပျူတာမှတ်တမ်းတော်မျိုးလိုချင်တယ်ဆိုရင်နောက်ပြန်လှည့်ယူလို့မရတော့အဲ့တော့ဂုံပြူမှတ်တမ်းတော်အရာငွေကြေးတန်ဖိုးအရာနဲကောင်းနဲပြီမဲ့ဒီဂုံပြူမှတ်တမ်းတော်လေးရဲ့တန်ဖိုးကအမှန်တန်ကြီးပါတယ်တိုင်းပြည်အတွက်တကယ်မှန်ကန်တဲ့တူရဲကောင်းတွေတိုင်းပြည်အတွက်ဇွဲနှပဲရှိတဲ့ဘောင်းဆိုတော့2025ကုန်တဲ့အထိ
ဒီနေ့ချိန်ထိတော်လိုင်းကြီးမှာတွေးမအေးတဲ့တဝူးတယောက်ကြီးတိုင်းကတိုင်းပြည်ရဲ့စေတနာတွေတကယ်ကိုဇွဲလုံးလားရှိတဲ့ပုံကိုယ်တွေဒါကြောင့်မို့လို့ဒါတွေအားလုံးဟာကျွန်တော်တမိုင်းမှာတော့ချိန်ကြိုက်အတန်မိုးရှိတဲ့အရာတွေပါတော့ကျွန်တော်ကတော့ဒီမှတ်တမ်းတွေတော့မှပြင်မှာမဟုတ်ပါဘူးဒီပွဲလေးမှာပေါဝင်တဲ့တဝူးတယောက်ချင်းတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တော်လိုင်းနဲ့ပတ်သက်လို့လိုအပ်ချက်တွေလိဟာချက်တွေရှိနေတယ်ဝေဖန်နိုင်တယ်အကြံပြုနိုင်တယ်ထောက်ပြနိုင်ပါတယ်သူများနိုင်ငံမှာဖြစ်တဲ့အတွက်သူများနိုင်ငံဥပဒေတွေကိုလည်းကျွန်တော်တို့ကြည့်ရပါသေးတယ်အဲ့တော့ကိုယ်နိုင်ငံအတွက်လည်းလိုအပ်ချက်ကိုအလုံးလုံးနိုင်အောင်သူများနိုင်ငံဥပဒေနဲ့လည်းမညှိစွန်းအောင်ကျွန်တော်တို့တွေကအကောင်းဆုံးကြိုးစားပါတယ်အဲ့တော့အခုလို့ကျွန်တော်တို့နိုင်ငံသားတွေကိုဘော်ဒါကြီးစွာနဲ့လက်ခံပေးတဲ့ထိုင်းနိုင်ငံကိုလည်းအထူးပဲ